ချို့အရာတွေကဘယ်တော့မှမပြောက်ကွယ်သွားအောင်အချိန်ကစိတ်ကြောက်လို့မရတဲ့အရာတွေဘလို့အပြုံးနှွေးထွေးမှုတွေနဲ့မှဖြည့်ဆည်းပေးလို့မရနိုင်တဲ့ကိုယ့်လက်ကိုယ်စီနဲ့ကျွန်တော်တို့တွေကဘဝကိုရှေ့ဆက်နေကြရတာပဲမလား Your call has been forwarded to an automated voice messaging system. ဟဲ့ရမနှက်ပြန်အင်လာခဲ့လေရှယ်ချက်ထားတယ်နော်လာစားငင်းမယ်လို့တော့မကြံနဲ့နော်မင်းမနှက်ပြန်အလုံးမရှိရလဲငါသိတယ်အခုမင်းနားထောင်နေရလဲငါသိတယ်မင်းမလာရင်ငါကိုယ်တိုင်လာဆွဲမှာနော်ဟာဟဲ့အောင်ရောက်လာသားပဲငါတော့အခုပဲမင်းကိုဖုန်းဆက်တော့မလို့လာအိမ်ထဲဝင်ခဏတော့ထိုင်အောင်ကွာဟင်းနေရတော့ကြက်တော့မယ်ခဏလေးစောင့်လက်ထက်မှာလည်းအထုပ်တွေပါနေပါလားဘာတွေဝဲလာတော့ ဒါတုတ္တအတွက်လေနားနဲ့တုတ္တတရအောင် တုတ္တလားသူ့အခန်းထဲမှာလေခေါ်ပေးမယ်ခဏစောင့်တုတ္တမကြောက်ဘူးထင်တယ်ဘာလုပ်နေလဲမသိဘူးနောက်ပိုင်းဒီလိုပါပဲကွာနောက်ပိုင်းအခန်းထဲရောက်အခန်းပြင်မထွက်ဘူးကွာငါတို့တော့လည်းကွာပါကွာ အားလည်းတိတ်မပြေဘူးဒုက္ခလည်းကြည့်ပြီးတင်တယ်သူပြောတာတော့သူ့တန်းနေရကလေးတွေတင်တယ်အဲ့ဒါဆိုရင်ခုခေတ်ကလေးကအရန်ကိုလူကြီးဖြစ်နေကြတယ် နေရလေအရန်ပစီပစက်များတယ်အဖွားကြီးလိုပဲ တုတ္တဘာလုပ်မလဲ ဟာကိုခန့်လာလဲရလားလာမရအောင်ကြာပေါ့ ဟုတ်တယ်လှုပ်စရာတွေများနေရတယ်ဟောဒါနဲ့ဒီမှာသက်ဆောင်ပါတယ် ကျေးဇူးပါကိုခန့် ဘာဖြစ်လို့တော့ကောင်းခိုင်းတာမကြိုက်လို့လား ညစ်ပတ်လို့လက်တွေကောင်းညစ်ပတ်လို့ တုတ္တမင်းမတူဘာလုပ်ထားတာဘာဖြစ်ထားတာတော့တခုဖြစ်တဲ့အခါကျရင်ပြောပြမှဖြည့်ရှင်းမဲ့နေလောက်ရှာလို့ရမှာလေအခုကိုပြောပြလို့ရတယ်လीနော် ကိုကြီးတို့ပြန်မပြောနဲ့နော်စာဆိုရင်သူ့လက်ကိုအမြဲကင်ထားတယ်နောက်ရက်တည်ကြရုပ်ရှင်တွေလိုက်ပြတယ်ကျွန်တော်မကြိုက်တဲ့နေရာတွေကိုဆိုသူလိုက်ကင်တယ်ဘလောက်စေစေပြောင်းနေလို့ကျွန်တော်မခံစားရအောင်သူထိထားတဲ့နေရာတိုင်းကိုလည်းကိုကြီးနဲ့မမတို့ဘယ်ချိန်နေမရှိဘူးလဲဆိုတာသူသိရဲ့ပြီးတစ်ခါတလေသူတယောက်တည်းကျွန်တော်စီရောက်လာတတ်တယ် တုတ္တအတွက်ကိုကြီးဖြစ်စေတဲ့နီလန်းကောင်းနေငါတို့ရှာတွေ့မှာပါတကယ်တော့ကလေးတွေကလှလှပပကြဆင်းနေတဲ့နှင်းပွင့်ကလေးတွေလိုပါပဲအဲ့ဒီနှင်းပွင့်ကလေးတွေကဘာကြီးရဲ့အညစ်အကြေးတွေနဲ့မထိအောင်ကာကွယ်ပေးဖို့ကကျွန်တော်တို့ရဲ့တာဝန်ပဲလေမျက်လုံးကိုဖွင့်နားကိုဆွင့်ပြီးတော့အဖြူတွေဖြစ်တဲ့သူတို့လေးတွေကိုဂရုစိုက်ပေးကြမယ်ဆိုရင်သူတို့လေးတွေအတွက်ပိုပြီးတာယာလုံခြုံတဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့ဖန်တီးလာနိုင်ပါလိမ့်